Currently ဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့အသစ်ပေါ့နော်အသစ်ဝယ်တော့မယ်အဟောင်းဝယ်တော့မယ်ထားပါဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ကားရဲ့ model brand ရှိတယ် brand ဆိုတာဘာလို့ဆိုတော့ဒီထုတ်လုပ်တဲ့ company ပေါ့နော် Toyota Nissan လား BYD လား Changan လား Mercedes လား Ford လားနောက်ဒီ Chevrolet လားဒါကို brand လို့ခေါ်တယ်ဒါ brand company ရဲ့နာမည် brand company ရဲ့ image company ရဲ့ loyalty company ရဲ့ reputation ပေါ့နော်အကုန်လုံးဒါ brand ကနေ brand အောင်မှာအကုန်ရှိအဲ့ brand ပြီးတော့မှ model ဆိုတာကကျွန်တော်တို့ဒါ MODEL model ပေါ့နော်Toyota အောက်မှာ model တွေပါရှိတယ် Beta RAV4 လား Matu လား Sub လားဒါတွေကို model လို့ခေါ်တယ်Volkswagen အောက်မှာရော Golf လား Tiguan လား Polo လားပေါ့နော် Ford အောက်မှာရောFiesta တို့ Ford Escape လားဒါမှမဟုတ် F150 တို့ F250 တို့လားစသဖြင့်ပေါ့နော်brand တွေဆိုတာbrand အောက်မှာ model တွေဆိုတာရှိတယ်အဲ့ model ကိုမှထပ်ပြီးတော့ကျွန်တော်တို့ COA กว่าပေါ့နော် COA ဆိုတာ country origin กว่าတယ် country origin ဆိုတာဒီကားဒီ model ကိုထုတ်လုပ်တဲ့နိုင်ငံกว่าတယ်country origin မော်မူတီနာမည်လည်းကွဲတယ်Honda Fit ဆိုတာဒါဂျပန်မှာထုတ်လို့ Honda Fit လို့ခေါ်တယ်Honda Fit ကိုပဲမလေးရှားဘက်မှာအာဆီယံဘက်မှာထုတ်တယ်ဆိုရင်ဒါ Honda Jet လို့ခေါ်တယ်Beta ဆိုရင်လည်းဒါဂျပန်မှာထုတ်တာကို Beta လို့နာမည်ပေးတယ်အဲ့ဒါမဟုတ်ထိုင်းမှာထုတ်တာဆိုရင်ဒါသူ့ကို Bios လို့ခေါ်တယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ brand ရှိမယ် model ရှိမယ် model မှာ country origin လည်းကွာတယ်ပေါ့နော် country origin မှာမူတည်ပြီးတော့အရေးသွေးကွာလားဆိုတော့နည်းချင်းတော့ကွာတယ်နော်အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်ဒီဖပြုတ်ပါကြလို့ဖပြုတ်တွေဆိုရင်ဒါဂျပန်လုံးဆိုရင်ကြိုက်ကြတယ်ဂျူပိုင်းလုံးဆိုမကြိုက်ဘူးအဲ့လိုမျိုးပေါ့အရေးသွေးကွာတယ်ပေါ့နော်နောက်တစ်ခုက generation ဆိုတာတော့ဒီနေ့အဖြစ်ပြောရင်တော့ကားတစ်ရဲ့ generation ပေါ့မျိုးဆက်ဘယ်နှဆက်ထိထုတ်နေတယ်လေဒီကားမျိုးဆက်ဘယ်နှဆက်ရှိပြီလဲပုံပြောင်းသွားတာပုံစံတွေပြောင်းသွားတာဒီ spec တွေ technology တွေပြောင်းသွားတာ generation မြင့်သွားတယ်လို့ခေါ်တယ်အဲ့ generation မြင့်တိုင်းကောင်းသွားလားဆိုတော့မြင့်တိုင်းကြိုက်ကြတော့လားတော့အဲ့လိုတော့ပုံသေးတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့အဲ့ဒါ model year ပေါ်မူတည်တာပေါ့နော်ထုတ်လုပ်တဲ့ခုနှစ် model year နဲ့ generation တွေကတွဲရဖြစ်တယ်crown Toyota crown ဆိုရင်ကျွန်တော်တို့ generation 16ခုလောက်ရှိတယ်Toyota Bangat ဆိုရင် generation တစ်ခုပဲရှိတယ်ဆက်မထုတ်တော့ဘူးနော်2009နဲ့2013ကြားမှာ first generation မှာလည်းသူရက်သွားတယ် Toyota Crown ဆိုရင်တက်တန်းအရှည်ဆုံးလို့ပြောလို့ရတယ်သူတက်တန်းရှည်ရတော့ Corolla ရှိတယ် Toyota Corolla ပေါ့နော် generation တွေအများကြီးရှိတယ်ထုတ်လို့တဲ့ခုနှစ်လည်းအကြာကြီးပဲဒီ brand ဒီ model ပေါ့နော်ဒီ model ကအကြာဆုံးဖြစ်တယ်ပေါ့နော်RAV4 ဆိုရင် generation 6ခုရှိတယ်ကျွန်တော်တို့ Harrier ဆို generation 4ခုရှိတယ်စထုတ်တဲ့ခုနှစ်ချင်းကတော့အတူတူလောက်ပဲRAV4 က94လောက်ကစတယ် Harrier ဆိုကျွန်တော်97လောက်ကစတယ်ပေါ့နော်အဲ့ဒါကို generation လို့ခေါ်တယ် generation ကိုအဓိကဘာပြောချင်တာလဲဆိုတော့ generation တစ်ခုမှာကျွန်တော် golden generation ဆိုတာရှိတယ်ဗမာလိုတော့ဒါရွှေရောင်မျိုးဆက်ပေါ့နော် golden generation ဆိုတာရှိတယ်golden generation ဆိုတာဘာလို့ခေါ်တာတော့RAV4 ဆိုရင်ဒါ golden generation အသက် generation 2005ကနေ2012နော်Harrier ဆိုရင် golden generation က second generation 2003နဲ့2013ကြားKluga ဆိုရင် generation 4ခုရှိတယ်Kluga ကဒီနောက်ပိုင်း second generation မှာတော့နာမည်ပြောင်းသွားတာ Highlander ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ Kluga ပဲတူတူပဲ generation 4ခုရှိတယ်အဲ့ generation ထဲမှာ Kluga ကလူကြိုက်အများဆုံးက second generation ဖြစ်တယ်2003နဲ့13ကြားပေါ့နော်ဗမာပြည်မှာတော့လောတဲ့အဲ့ဟာမရှိသလောက်နည်းတယ်Kluga ပေါ့နော် second generation golden generation ဆိုတာဘာတော့သူ့နာမည်ကိုကုမ္ပဏီကနေပေးရလားမဟုတ်ဘူးနော်ကုမ္ပဏီကနေပေးတာမဟုတ်ဘူးဘယ်သူတွေကပေးရအောင်ဆိုတော့သုံးစွဲတဲ့ user တွေနောက်ပြုပြင်ထိန်းသိမ်းတဲ့ mechanic တွေနောက်သူတို့ကပေးကြတာအဲ့တော့ဘယ်ချက်လက်တွေပေါ်မူတည်ပြီးပေးရအောင်ဆိုတော့လာဟတ်ပေးရတော့မဟုတ်ဘူးပေါ့နော်ဒီဟာသိချင်ရင်တော့ကိုယ့် online မှာရိုက်ရှာလို့ရတယ်ဘယ်ကားရဲ့ golden generation ကဘယ် model လဲဘယ်နှစ်ခုနှစ်ထုတ်တဲ့ကား generation လဲပေါ့နော်ရှာလို့ရတယ်အဲ့တော့သူကနံပါတ်1ဘယ်ပေါ်မူတည်ပြအောင်ဆိုတော့နံပါတ်1 reliability ပေါ့နော်ကားရဲ့ပျက်စီးမှုနည်းတဲ့ပေါ့နော်ပျက်စီးမှုနည်းတဲ့ပေါ့ခဏပြတ်တယ်ဟိုဟာပြတ်လိုက်ဒီကပြတ်လိုက်စီရင်ကန်ပြတ်လိုက်နောက်ဒီ engine စမ်းသာပြတ်လိုက်အဲ့လိုမျိုးဆိုရင် golden generation မရဘူး reliability နည်းတယ်နော် reliability မကောင်းဘူးပေါ့နော်နံပါတ်2 engine နဲ့ transmission တွေ performance ကောင်းကြောင်းတက်တည်ပြထားတယ်နော် engine လည်း performance ရမ်းကောင်းတယ် transmission ကလည်းရိုးရှင်းပြီးတော့ performance ရမ်းကောင်းတယ်အဲ့လိုမျိုးပေါ့နော်နံပါတ်3 spare part ပေါ်ရမယ် spare part ကလည်းဝယ်လိုက်ရင်လွယ်တယ်ပေါ်တယ်ဘယ်ရပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နံပါတ်4
maintenance ပြင်ဆင်စီလည်းတက်တာပဲဟိုမှာအင်ဂျင်ကင်ဖို့အတွက်နဲ့အင်ဂျင်ရောဂီယာဘောအတွဲလိုက်ကြီးဖြုတ်ချတာမျိုးဆိုရင်ဒါပြင်ဆင်စီကဘယ်လိုမှမတက်တာတော့အင်ဂျင်ကင်ခြင်းလို့ရှိရင်အသားလေးပဲနှလုံးလောက်ဖြုတ်ရင်အင်ဂျင်ရဲ့စိတ်ပိုင်းဘယ်နှထီအောင်နှိုက်လို့ရတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်လွယ်ကူအောင်လုပ်ထားပါပေါ့နော် maintenance ပြင်ဆင်စီတက်တာမယ်နံပါတ်5owner satisfaction ကောင်းအောင်မယ်အဓိက user ပေါ့နော်စီးနေတဲ့သူကစိတ်ကျင်နေမယ်ဒီကားကိုစီးရတာရန်စီလို့ကောင်းတယ်ဘာနဲ့မှမလဲနိုင်ဘူးဘယ် model နဲ့မှမလဲနိုင်ဘူးဒီကားရန်စီလို့ကောင်းတယ်ဆိုတဲ့အနေအထားမျိုး satisfaction ရှိရမယ်နံပါတ်5ပေါ့နော်နံပါတ်6နောက်ဆုံးချက်ကတော့ design ပေါ့နော် design ကအချိန်ကြာသွားလဲရိုးမသွားတဲ့ design မျိုးဖြစ်ရပေါ့နော်design ကလည်းလှတယ်ပေါ့အဲ့ဒါကိုအဲ့ဒီချက်လက်တွေနံပါတ်6ခုပေါ့နော်အဲ့ဟာနဲ့ပြည်စုံတဲ့ဟာကို golden generation လို့ခေါ်တယ်ကားကြီးက golden generation ဖြစ်တဲ့ကားဆိုလို့ရှိရင်တော့ကျွန်တော်တို့နှစ်30လောက်ဝယ်ပြီးနှစ်30လောက်ဒီမယူစက္ကန့်ဈေးကွက်မှာလည်းဈေးကောင်းတယ်ဘယ်လိုပြောမလဲဈေးမာတယ်လူကြိုက်လည်းများတယ်အခုဗမာပြည်မှာဆို Honda Fit G6 လိုမျိုးပေါ့နော် G6 မှာဘယ် generation တော့ GT1 လား G6 လား GK3 လားဆိုရင်ဒါ G6 ပေါ့နော်အဲ generation ပေါ့အဲ့လိုမျိုးပေါ့ဥပမာပြပြအဲ့တော့ဒါကတပတ်ရမှာမှ generation ဆိုတာသိရလားuse car တွေမှာမှတပတ်ရကားတွေမှာမှသိရလားအဲ့တော့ရှားပြီးတော့ကွက်ကို AI ကိုမေးလို့ရတယ်Google internet မှာရှာလို့ရတယ်ဘယ်ကားဘယ်မှာ Honda Fit ဆိုရင် golden generation ကဘယ် generation လဲအဲ့လိုမျိုးပေါ့နော်ထွက်လာလိမ့်မယ်ဒါပေမဲ့ तू ကတခါတန်းထွက်လာမဟုတ်ဘူးပေါ့နော်10နှစ်လောက်သုံးပြီးတော့မှ review တွေအားလုံးပေါင်းပြီးမှထွက်လာတယ်နော်အဲ့တော့အဲ့ဆို brand new ဆိုရင်ရော brand new ဆိုရင်တော့ကိုယ်ရဲ့ generation က golden generation ဟုတ်မဟုတ်ဆိုတော့ cancel မဲနှိုက်ရမှာပဲနော်ဘယ်သူမှတော့ကြားမင်းဘေးရင်ဟောလို့မသိဘူးနော်အဲ့တော့ထုတ်လုပ်မှုတွေရက်ဆိုင်သွားတာဆက်မထုတ်တော့ရဖြစ်သွားရင် golden generation မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ golden generation ဖြစ်နေလို့ရှိရင်တော့အနည်းဆုံးနှစ်30နှစ်40လောက်အထိတုံးလို့ရတယ်မားတယ်ကိုစီးတယ်ပျော်ပဲပြန်ရောင်းလဲပျော်တယ်ကိုစီရဝဲသူလည်းပျော်တယ်ဒါပါ golden generation လို့ခေါ်တယ်နော်ကားတိုင်းမှာအဲ့မျိုးရှိပါတယ်ကုမ္ပဏီတွေကအဲ့လို generation ထုတ်လို့ရှိရင်သူတို့မှာအမြတ်ဆုံးဆိုတာမရှိသလောက်နည်းတယ်ပေါ့နော် generation ကျမှသူအမြတ်ယူကြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးသိဖို့ကလည်းတုံးကြည့်ပြီး10နှစ်လောက်နေမှအဖြေထွက်တာအဲ့တော့ use car တွေဆိုရင်တော့ရွေးချယ်လို့ရတယ် golden generation ကရှားဝဲ10နှစ်သုံးပြီး10နှစ်လောက်နေထားမှာ golden generation သိပြီဆိုတော့ရှားဝယ်လိုက်အဲ့ဒါနောက်တော့220တော့ကိုသုံးလည်းပျော်တယ်ပြန်ရောင်းလည်းပျော်တယ်ပြင်ရတာလည်းပျော်တယ်စီးရတာလည်းပျော်တယ်အဲ့ဒီအနေထားလေးတော့ရှိပါတယ်ဟုတ်ကဲ့ကျေးဇူးပါ